ဂျပန်ကြောင့်ဝန်တန်ပစ္စည်းသုံးတဲ့လူတွေဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဝယ်ထားတဲ့ပစ္စည်းတွေကဈေးကြီးပေးဝယ်ပြီးတော့ခံသုံးတဲ့မိန်းတို့ကမကောင်းလို့အဲ့ဒီပစ္စည်းကပြတ်သွားရင်ဘယ်လောက်နှမျောဖို့ကောင်းလဲခင်ဗျားတို့စဉ်းစားကြည့်မိန်းတို့တစ်လုံးကအရေးသွေးမကောင်းဘူးဆိုလို့ရှိရင်ပတ်စံကုန်နဲ့အချိန်ကုန်နဲ့လူပင်မန်းနဲ့ဝယ်ရကြိုးမနှောက်ဘူးပေါ့ဗျာဟုတ်တယ်မလားပြီးတော့မိန်းတို့တစ်လုံးမှာအဓိကအချက်ဖြစ်တဲ့ကွိုင်ပတ်တဲ့နေရာမှာလည်းအများကြီးစကားပြောတယ်ကွိုင်ပတ်တဲ့နေရာမှာကွိုင်ပြေးဖို့အရေးကြီးတယ်လို့ကွိုင်သားမှန်ဖို့လည်းအရေးကြီးတယ်ဒါတွေကိုသေချာလေ့လာပြီးတော့မှဝယ်ယူမယ်ဆိုရင်မိတ်ဆွေသုံးလိုက်ရတဲ့ပတ်စံကလည်းမိတ်ဆွေအတွက်ကုန်ရကြိုးနဲ့လိမ့်မယ်အဲ့ဒီတော့ဒီပြဿနာတွေကိုဖြေရှင်းဖို့အတွက်ကျွန်တော်တို့ကိုကျော် electronic ကနေပြီးတော့အစွမ်းကုန်ကူညီမယ်ဗျာဘယ်လိုကူညီမလဲဆိုရင်ကျွန်တော်တို့ကိုကျော် electronic မှာ diamond တစ်စိမ့် one time main တို့တွေကိုလက်လီလက်ကဝယ်ယူလို့ရနေပြီဆိုတာကိုကျွန်တော်သတင်းကောင်းပါခြင်းတယ်ဒီဇိုင်းဆိုလို့ရှိရင်လည်းလုံးဝအလွင့်နောက်ဆုံးပေါ်ဒီဇိုင်းတန်ဖိုးကွန်လေးတွေနဲ့ထုတ်လုပ်ထားတယ်သူ့မှာဆိုလို့ရှိရင်ကြီးကွန်တတုကွန်ဆိုပြီးတော့2မျိုး2စားလာရှိမယ်ဝတ်200ကနေစပြီးတော့ဝတ်3000ထိရှိမယ် quality တအားကောင်းတယ်ကိုပစ္စည်းပေါ်မှာဘယ်လောက်ထိယုံကြည်မှုရှိလဲဆိုလို့ရှိရင်အာမခံတစ်နှစ်တောင်ပေးပြီးတော့ရောင်းချပေးနေတာနော်ကဲအဲ့ဒီတော့စိတ်ချယုံကြည်စွာနဲ့အားပေးလို့ရတယ်ရန်ကုန်မြို့တွင်းဆိုလို့ရှိရင်အိမ်ရောက်ငွေချေစနစ်နဲ့ပို့ဆောင်ပေးတဲ့ delivery free နဲ့ပို့ဆောင်ပေးနေတယ်နော်နယ်ဝေးကနေပြီးတော့ယုံကြည်စိတ်ချစွာဝယ်ယူအားပေးတဲ့ကျွန်တော်ရဲ့ chip customer တွေအတွက်ကိုလည်းကားဂိတ်ကနေတဆင်းစနစ်တကျပို့ဆောင်ပေးနေတယ်နော်ကဲဗျာဘာလို့သေးလဲကျွန်တော်တို့ကိုကျော် electronic မှာဆက်သွယ်ပြီးတော့ဝယ်ယူအားပေးခြင်းနဲ့ဆိုလို့ရှိရင်ဖုန်းနံပါတ်39993333နဲ့ Viber နံပါတ်3998314983တို့ကိုဆက်သွယ်လို့ရပါတယ်ကျေးဇူးပါ